ငြိမ်သက်နေတဲ့မြက်ခင်းပြင်ထဲကနေငါးမန်းစူးတောင်တစ်ခုရုတ်တရက်ပေါ်ထွက်လာပါတယ်။သူဟာသူ့ရဲ့ခွေးလေးကိုအမြန်ဆွဲပွေပြီးတင်းငုတ်တို့တစ်ခုထဲမှာပုံအောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလူသားစားမြေပြင်ငါးမန်းတီကောင်ကြီးဟာမြေကြီးရဲကနေဝန်ခံနဲ့ထွက်ပေါ်လာပါတယ်။အတန်တဆက်မှထွက်မလာစေဖို့သူဟာခွေးလေးရဲ့ပါဆက်ကိုတင်းတင်းကြပ်ကြပ်ပိတ်ထားလိုက်ရပါတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီတတဝါကြီးဟာသူတို့ကိုတတိမထားမိပဲတဖြည်းဖြည်းထွက်ခွာသွားပါတယ်။ဒါပေမဲ့ခွေးလေးဟာတစ်ခုခုကိုစိတ်ဝင်စားသွားပြီးသူ့လက်ထဲကနေရုံထွက်ကမျက်စီကိုပြေးသွားပါတော့တယ်။ဂျိုးဒီဟာထွက်ပြေးဖို့အချိန်မရှိတော့တာကြောင့်ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့သူ့ရဲ့ကြောပိုးအိတ်စီအပြေးလွှားသွားပြီးလက်ပစ်ပုံးတစ်လုံးကိုဆွဲထုတ်လိုက်ပါတယ်။တတဝါကြီးကသွေးစာနေတဲ့ပါဆက်ကြီးကိုဟပ်လိုက်တဲ့အချိန်မှာပဲသူကလက်ပစ်ပုံးကိုအချိန်မီပစ်ထည့်လိုက်နိုင်ပါတယ်။ဒီလိုနဲ့ဂျိုးဒီဟာကဘာပြက်ကတ်ဆိုးကြီးထဲမှာနောက်တစ်ကြိမ်အသက်ပေးကလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ရေရဲပြုတ်ကျသွားပြီးခိတ္တမြဝမ်းသာနေတော့မှပဲသူ့ခန္ဓာကိုယ်ကိုတစ်ခုခုကကိုက်ခဲနေတယ်လို့ခံစားလိုက်ရပါတယ်။သူကမ်းပေါ်ကိုအမြန်တက်ပြီးအင်ဂျီကိုလန့်ကြည့်လိုက်တဲ့အခါရင်ဘတ်တစ်ခုလုံးမှာမျိုးဗီစပြောင်းမျော့တွေကတ်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာမျော့တွေကိုအသေးအတန်ခါချပစ်လိုက်ရပါတယ်။သူ့ရဲ့နားရက်မှာလည်းတကောင်ကြံနေသေးကြောင်ခွေးလေးကအချက်ပေးခဲ့ပါတယ်။ပိုဆိုးတာကအဲ့ဒီမျိုးဗီစပြောင်းမျော့တွေမှာအစိတ်တွေပါဝင်နေရပါ။မကြခင်မှာပဲဂျိုးဒီဟာခေါင်းမွေလာပြီးမျက်စိတွေပြာဝေလာကရှေ့ကမျက်ခင်းတွေကတော့စကားပြောနေတယ်လို့ခံစားလာရပါတယ်။သတိမလစ်ခင်မှာဂျိုးဒီဟာလူတစုကိုဝေဝါးစွာမြင်လိုက်ရပြီးအဲ့ဒီထဲမှာ9နှစ်ကြာပျောက်ဆုံးနေတဲ့သူ့ရဲ့ရေးစားဟောင်းကိုပါတွေ့လိုက်ရတယ်လို့ပါပဲ။ဂျိုးဒီတတိပြန်ရလာတဲ့အခါသူ့ရှေ့မှာရှိနေတာကတော့သူ9နှစ်တိုင်တိုင်လွန်ဆွနေခဲ့ရတဲ့ရေးစားဟောင်းတကယ်ပဲဖြစ်နေပါတယ်။ဒါဟာအိမ်မက်မဟုတ်ပါဘူးရိတ်ခါရှာထွက်တဲ့အိမ်မီတို့အဖွဲ့ဟာအစိတ်တင်နေတဲ့ဂျိုးဒီကိုလမ်းမှာတွေ့ခဲ့ကြတာပါ။ဂျိုးဒီဟာပျောက်ဆုံးနေတဲ့သူ့ရေးစားကိုရှာဖို့အတွက်ပဲဒီစွန့်စားမှုကိုလုပ်ခဲ့တာပါ။သူကအိမ်မီဟာသူ့လုပ်ရက်ကြောင့်စိတ်လှုပ်ရှားသွားလိမ့်မယ်လို့ထင်ထားပေမဲ့သူမကတော့အိမ်ထောင်ကြတာကြပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူမရဲ့ခင်မုန်းဟာလည်းပျောက်ဆုံးနေတာကြပြီဖြစ်ပြီးအတိတ်ကိုဘယ်တော့မှပြန်သွားလို့မရတော့ဘူးလို့ဆိုပါတယ်။ဂျိုးဒီဟာလုံးဝမင်းတက်သွားပြီးဒီအမှန်တရားကိုလက်မခံနိုင်ပဲဆိုဖာပေါ်မှာအကြာကြီးငိုင်နေပါတော့တယ်